ချလောကရဲ့အနေငယ်ကလောဘဒေါသပြောသမျှမောဟအတ္တရဲ့ရိတ်အောင်မစိတ်တက်တွေကူးကြထိုးတဲ့တန်ရာကြောင့်ဆုံးမလက်တော့မရတဲ့လုံးရောင်ငါကိုယ်လည်းမချီပြုံးပြပုံဝင်ကမရှိတော့မုန်းကြတဲ့တီကုန်းတော့ခဏမှကြည်အောင်ကျုပ်ကလက်ရှိမှလို့သူပြောမလို့သူမုန်းတော့ဒီကောင်အဆုံးမလားငါတုံးငါအမို့လက်ညှိုးတို့တော့မရတော့မြင်ရပုံချဆွေမျိုးများမင်းကအပေါင်းသစ်စချင်တာရောကနာလောကရဲ့နေရာမှာကိုပြေရှာတော့ခဏမှခါပြုံးချကိုတို့ကိုကျွန်တော်သမင်းတက်လုံးကြွမစမ်းတော့ပုံချမကြခဏဆုံးပါရှုံးကြတဲ့လက်တစုံကမ်းပြီးတော့ရာဒုက္ခဘောတကွေကြုံကြိုက်တော့ခဏမှမာယာမုန်းစားမျက်နှာပုံတက်ပြီးလူလောကလဲကလာဖုံးတယ်လည်းနဲ့ကြောတင်းတင်းနဲ့ငွေရှိတဲ့လူတွေကလာပါဦးဟာနပ်ကူမချွေးခြေမဒီကြောင်လုံးမနေကဘာမှတော့မရလူတွေကလူတို့တွေ့ပြီးမူရီတပွားလိုက်ပြီးကြာမုံမရလုံးနဲ့မုံနိုင်တွေနဲ့ရရှိရဲ့စေးတဲ့ရာတွေနဲ့အိမ်မချိုးလေရိုက်ချိုးလို့ပြည့်စည်ခဲ့ရဲ့အနေထားတရားဓမ္မနဲ့ဖြေမြငါမဟုတ်တဲ့ငါကဆူတောင်းနေမှသွားခဲ့လေသလားနားခါတဲ့အဖြေများငါကြားရခဲ့လေသမျှလက်ရှိတော့ဘွားကတုံးအောင်မှာပြားသွားတဲ့ရွှေဖရုံးကန်ကြိုးစားရင်နာကက်စီသွားရမယ်လေကနေပြုတ်ချမျိုးလင်းချက်တွေဇာတရကွဲကြေသွားညညပလဲတွေကလုံရမများနဲ့ခြေပပြီးငါကိုယ်တိုင်ပြက်စီးခဲ့ငါရတာပါတဲ့နေမြပေါ်ရန်နေတိတ်မကြိုက်တဲ့ငါကိုများကခဲမကြည့်ကြခဏဆွဲရွေ့ချအမှန်တရားကမြဲလေခစပလင်လိုတုံးရမယ်ခဲကထားမြတ်သေးရကြရှင်းတန်းချင်းအားလုံးထားခဲ့သိမင်းတကားဝရဲ့ရှေ့နာရအားလုံးပြက်စီးမယ်ဖြည့်ပြီးတဲ့အခါဓာတ်တောင်ရင်းသီးနဲ့ကွာဘသူမှတင်မကြည့်လဲငါအေးစေးပဲလွင်မြော့ဟင်းလင်းပြင်းကြီးတဲ့မာလူတွေရဲ့စာနာမှုကင်းမဲ့ခြင်းနဲ့မြင်မိတဲ့အခါအဲ့လူတွေရဲ့ကြောင်းစာအုပ်တွေဝဲကဖတ်စီရမလို့ဒါပေမဲ့စင်ပြေအောင်နေဖို့တော့မလွယ်ပါခက်တာမို့အစွဲပါဖြတ်ကချိုးမဲ့ဘဝကလက်ပလာမို့စူတောင်းနဲ့ချစ်ရတဲ့ဒုက္ခတွေတကယ်ပါထပ်မလာဖို့စိတ်တွေတက်တာဖို့အိမ်နေလျက်ပါပြို့ချစ်ပလာနဲ့ငါကမင်းအတွက်ရိတ်တွေကကမို့အစိတ်ရည်တကွငါတို့တူတော့၃ချိန်ငါပဲသိမိမိကပြောတယ်ငါပြက်စီးကြခြင်းတွေဘာလဲဖြစ်မရှိတော့ခက်တာပဲရှိတဲ့ရများတဲ့ကလေးလေးခုတော့တဲ့ခဏပြောပါရဲ့ဖြစ်နှလုံးနဲ့မုံနိုင်တွေနဲ့ရရှိရဲ့စေးတဲ့ရာတွေနဲ့အိမ်မချိုးလေရိုက်ချိုးလို့ပြည့်စည်ခဲ့